အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မိတ်ဆက်ပေးမှာကတော့ cruiser camera outdoor camera ပဲဖြစ်ပါတယ်ဒီကောင်လေးကိုunboxingလုပ်ပြမယ်ပြီးရင်ဘယ်လိုတွေအသုံးပြုရလဲဆိုတာအတူတူကြည့်ကြမယ်ပေါ့နော်ဒီကောင်ကတော့စတေကာလေးတွေပေါ့နော်စတေကာလေးတွေပြီးတော့ manual user manual guide ပါမယ်ပြီးတော့ဒါကတော့အပင်ကျိုးပေါ့နော်ကျိုးပြီးတော့ဒီကောင်တက်တဲ့ bracket ပေါ့နော်ခေါ်လေးကိုထုတ်လိုက်တာနဲ့ဒီကောင်ကရေလုံးကောင်းနေပေါ့နော်ကင်မရာဖြစ်ပါတယ်ဒါကတော့ကင်မရာပေါ့နော်ဒီကောင်ကadapter နဲ့ power ပေးရတဲ့ဟာပါဗျဒီကောင်ကတော့ကက်စစ်ကြိုးထိုးလို့ရတယ်ပေါ့နော်ဒီကောင်ကိုဘိုင်းနေပါထစ်မှာဆိုးလို့ရှင်ကက်စစ်ကြိုးထိုးပြီးတော့လည်းအသုံးပြုလို့ရတယ်နရံနေပါစွတ်ဖို့တော့နော်ဝေါ်ဘလက်တွေပါတယ်ပါဝင်ပစ္စည်းရောဒီလောက်ပါပဲပြီးတော့ဒီကောင်မှာ SD ကတ်တွေတိမ့်ကျင်ပေါ့နော် SD ကတ်ထည့်ပြီးသိမ်းကျင်ဒီဝက်ဥလက်လေးနဲ့ဖွင့်ပြီးတော့ SD ကတ်ထည့်ရပါမယ်ဒါကတော့ reset ခလုပ်ပါဒါကတော့ iMo Cruiser ပေါ့နော်အော်တိုကင်မရာပါဗျဒီကောင်တက်ဆွမ်းရလဲလွယ်ကူတယ်ပြီးတော့အပြင်မှာထားလို့ရှိရင်ဖုန်းလေးနဲ့ပြီးတော့အိမ်ကိုလှမ်းကြည့်လို့ရတယ်ပြီးတော့ကိုယ်တော်ကစိတ်ကြိုက် rotate လို့ရတယ်ပြီးတော့weather proof မိုးရေတံလည်းခံနိုင်တယ်ပြီးရင်ညမှာဆိုလို့ရှိရင်လည်း smart full color night vision ပါတယ်ပြီးလို့ရှိရင်လူလာလို့ရှိရင်လည်းဖုန်းကို nori တက်ပေးတယ်ပြီးလို့ရှိရင်လူလာလို့ရှိရင်အလန်းနဲ့လည်း6လက်နိုင်သလိုပြီးရင်ကိုကနေပြီးတော့လှမ်းပြီးတော့ပြောလို့လည်းရတယ်ဖုန်းထဲကနေလှမ်းပြောလို့လည်းရတယ်ပြီးတော့ human detection ပါတယ်ဒါဆိုလို့ရှိရင်ကိုလိုချင်တဲ့နေရာလူလာလို့ရှိရင်အလန်းမြင်အောင်လုပ်တာပေါ့နော်ပြီးတော့တက်ဆင်ရလဲလွယ်ကူတယ်